တစ်တော်ယူရဲ့အိမ်မှာခွေးဖြစ်ရတဲ့ဘဝကလည်းမလွယ်ပါလားသူ့အတူတစ်တော်ရိုက်တာကိုငါကောင်းမော်ရက်တော်ယူတင်ပြီးဘေးနာလာချတာတယ်မပါခြင်းမဘူးလို့လည်းပြောလို့မရဘူးလက်ဒီလည်းဘယ်နှချောင်းမှန်းမသိတော့ဘူးဒီခင်ဟာဟေ့ငါတခင်ဘယ်နှကူတော့ပွားကုန်တာလဲဟာမင်းတို့ကောင်နေတငယ်ချင်းမပြီးသားဘူးမင်းတို့ဘာသာဘလက်တိုင်းနေမှာချောကလက်မြူရတာပဲဟာငါ့ကိုတယ်လီဂရမ်လာကြွားလိုက်တက်တော့လာကြွားလိုက်နဲ့ငါလက်တမစားရဲကောရင်းနာတယ်ဟာဟိုဟာလေကျွန်တော်ရေတောက်ချင်တော့ကျွန်တော်ရေဘူးလေးတစ်ပူလောက်ဗျဟိုမှာကုန်ကြီးရေတောက်ပို့ရရဟုတ်ကဲ့ကိုကြီးတို့ဒီဘောက်လှည့်ပြီးတောက်ပြအောင်ဗျကိုကြီးဘောက်နည်းနည်းလေးလှည့်ပေးပါဦးကျွန်တော်လည်းရိုက်ချင်လို့ကိုကြီးကဘယ်နှကုန်လောက်တောက်လိုက်တာလဲမသိဘူးဟုတ်ပြီအဲ့ဒါလေးမနေကိုလှတယ်မင်းတို့နဲ့ငါကြောင်ချင်းတော့တူတယ်ဒါပေမဲ့ဘဝချင်းမတူငါဒူဘိုင်းမှာမွေးတဲ့ကြောင်မင်းတို့တည်ထားဖို့ကငါစားရင်တော့ရွှေငါးကြော်ပဲစားတာဘယ်ရောက်မှလွယ်လွယ်နဲ့မလုပ်ချင်လို့ကြီးပါတော့ပင်မခံပြီးတော့ပါတာ